သူ့တငယ်ချင်းရဲ့အမေကိုချစ်မိသွားတဲ့ကောင်လေးဟာညတိုင်းတကားကြားကနေသူမကိုချောင်းကြည့်လေးရှိပါတယ်လီဆာရဲ့ရင်းကျက်တဲ့အလှတရားကသူ့ကိုအကျွမ်းမဲ့ဖန်ဆားထားနိုင်ခဲ့တာပေါ့ဂျက်ဟာဒေးဗစ်ရဲ့အိမ်ကိုပထမဆုံးချိန်ရောက်ဖူးတာဖြစ်ပြီးဒေးဗစ်ရဲ့အမေကိုမြင်လိုက်ရတဲ့ခါမှတင်သူမကိုအယူမူဆွဲလန်းသွားခဲ့တာဖြစ်ပါတယ်လီဆာကိုစိုက်ကြည့်နေမိတာကိုမထိန်ကျုံနိုင်ခဲ့သလိုသူမရဲ့ပုံရိပ်ကိုလည်းသူ့စိတ်ထဲအနှက်ဆိုင်ဆုံးနေရာအထိဆွဲမြဲအောင်မှတ်သားထားခဲ့ပါတယ်နောက်တစ်နေ့မှာလီဆာကိုနေ့တိုင်းမြင်တွေ့နိုင်ဖို့အတွက်ဒေးဗစ်ရဲ့ចောင်းစာတွေကိုကူညီပေးမယ်လို့ကမ်းလှမ်းပါတယ်တဖြည်းဖြည်းနဲ့ဂျက်ဟာပိုပြီးရဲတင်းလာပါတယ်လီဆာအိမ်မှာမရှိတဲ့အချိန်မှာသူမရဲ့အိတ်ခမ်းထဲကိုခိုးဝင်ပြီးသူမရဲ့ပစ္စည်းတွေကိုဘာမှအားမနာပဲလိုက်လံမွေးနောက်ကြည့်ရှုပါတယ်သူအဲ့ဒီလိုရှာဖွေနေတော့မှလီဆာအိမ်ကိုမမျှော်လင့်ပဲပြန်ရောက်လာပါတယ်ဂျက်လည်းအလန့်တကြားနဲ့အမြန်ပုံးလိုက်ရတာပေါ့သူ့ကိုမမိသွားဘူးဆိုတာသိသွားတဲ့အခါမှာတော့သူဟာပိုတောင်တတိကောင်းလာပြီးလီဆာဖက်နဲ့လဲနေတာကိုပါချောင်းကြည့်ပါတယ်ဒီဖြစ်ရက်လေးကဂျက်ကိုပိုပြီးတော့တောင်အတင့်ရဲသွားစေပါတယ်အဲ့ဒီညမှာသူဟာလီဆာရဲ့အိတ်ခမ်းထဲကိုတယောက်တည်းဝင်သွားပြီးကတင်ပေါ်မှာနှစ်ချိုက်အိပ်ပျော်နေတဲ့လီဆာကိုရမက်စောတွေနဲ့စိုက်ကြည့်နေပါတယ်နောက်ဆုံးမှာဂျက်ဟာသူ့ရင်ထဲကခန်းစားချက်တွေကိုဆက်ပြီးမအောင်နိုင်တော့ပါဘူးဒေးဗစ်အိမ်မှာမရှိတဲ့အချိန်မှာလီဆာစီတယောက်တည်းသွားတွေ့ပြီးဒေးဗစ်ရဲ့အိတ်ခမ်းထဲမှာတခုခုကြံခဲ့ရလို့လိန်ညာပြောဆိုပါတယ်လီဆာကဘာမှကြိုတင်ပြင်ဆင်ထားခြင်းမရှိပဲသူ့ကိုအိမ်ထဲမှာနွေးနွေးထွေးထွေးကြိုဆိုပြီးပစ္စည်းရှာတာကိုလည်းကူညီပေးပါတယ်အဲ့ဒီအချိန်မှာဂျက်ဟာသူ့ရဲ့တကယ့်ရည်ရွယ်ချက်တွေကိုစတင်ထုတ်ဖော်ပြောပါတယ်အစပိုင်းမှာသူကလီဆာဝတ်ထားတဲ့နကတ်လေးတွေကိုချီးကျူးစကားဆိုပါတယ်လီဆာစိတ်လျှော့လိုက်ပြီဆိုတာကိုမြင်တဲ့အခါမှာတော့ဂျက်ဟာသူ့ရဲ့ဘဝဇာတ်ကြောင်းကိုစတင်ပြောပြပါတော့တယ်ဂျက်ငယ်ငယ်လေးကလေးကသူ့မိဘတွေကွာရှင်းခဲ့ကြတာပါဒီနှစ်တွေတလျှောက်လုံးမှာသူ့နဘေးမှာမိခင်ဆိုတာမျိုးတစ်ခါမှမရှိခဲ့ပါဘူးလီဆာဟာမိခင်စိတ်နဲ့သူ့ကိုနှစ်သိမ့်ပေးခဲ့ပြီးသူ့ဘေးမှာထိုင်ကစကားတွေပြောပေးခဲ့ပါတယ်သူတို့ရဲ့စကားပြောခန်းဟာတာယာယာပဲစီးဆင်းသွားပေမဲ့လီဆာမသိခဲ့တာကသူမရဲ့ခဏတာဂယုဏစိတ်ဟာလူတိုင်းရဲ့ဘဝကိုဖျက်ဆီးပစ်တော်မယ်ဆိုတာပါပဲ